လူအတွက်ကစားကွက်လားကစားကွက်အတွက်လူလားအမှန်ပါဗျာဒီနေ့ခင်ဗျားတို့နဲ့အတူဆွေးနွေးခြင်းနဲ့အကြောင်းအရာကဘောလုံးလောကမှာနီးပြတိုင်းအမြဲတမ်းအဖြေရှာရခတ်တဲ့တသနာမေကိုတစ်ခုအကြောင်းပါအဲ့ဒါကလူအတွက်ကစားကွက်လားကစားကွက်အတွက်လူလားဆိုတာပါပဲဒီမေကိုအတွက်အကောင်းဆုံးဥပမာတစ်ခုကိုရှင်းပြရမယ်ဆိုလို့ရှိရင်အခုလက်ရှိပရီးမီးယားလိမှာခြေစွမ်းအကောင်းဆုံးနဲ့အတည်ငြိမ်ဆုံးဖြစ်နေတဲ့မန်ချက်စတာယူနိုက်တက်အသင်းကြီးကအဲ့ဒီမေကိုရဲ့အကောင်းဆုံးသက်သေပါပဲမိုက်ကယ်ကားရဲ့လက်ထက်မှာယူနိုက်တက်ကပြီးခဲ့တဲ့ဇန်နဝါရီလကစလို့10ပွဲကစားတပွဲတည်းရှုံး23မှတ်ထိယူထားပြီးတော့အင်္ဂလန်မှာအတည်ငြိမ်ဆုံးအသင်းဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့အဲ့လိုမဖြစ်လာခင်ရူဘီအမိုရီရဲ့ကစားကွက်အတွက်လူးဆိုတဲ့ခေါင်းမာတဲ့စနစ်အောက်မှာကျွန်တော်တို့အသင်းကြီးဘလောက်တောင်စုပ်ပြတ်တက်ပြီးပြိုကွဲနေခဲ့တယ်ဆိုတာကိုအရင်ဆုံးပြန်ကြည့်အောင်။အမိုရီလက်ထက်ယူနိုက်တက်ဟာရလက်ဆိုးနေတဲ့အသင်းသက်မဟုတ်ပါဘူး။တကယ်ကိုလမ်းပြောင်းနေခဲ့တာပါ။အမိုရီရောက်လာတော့ကသူ့မှာရှင်းလင်းတဲ့ရည်မှန်းချက်တစ်ခုရှိပါတယ်။အရင်ကသူ့ကိုအောင်မြင်မှုတွေပေးခဲ့တဲ့3-4-3ကစားကွက်ကို United မှာအသက်သွင်းခြင်းခဲ့တယ်။ဒါပေမဲ့ပြဿနာကအဲ့ဒီမှာစတာပါ။အမိုရီဟာလက်ရှိ United လူစင်းကသူ့ရဲ့3-4-3နဲ့မကိုက်ညီဘူးဆိုတာကိုမြင်လျက်သားနဲ့အသင်းနဲ့ကိုက်ညီအောင်ပြုပြင်တာမျိုးတွေမလုပ်ဘဲနဲ့သူ့ရဲ့ကစားကွက်တွေကိုကစားသမားတွေကိုအတင်းအဓမ္မထိုးထည့်ခဲ့ပါတယ်။ဘလုံးလောကမှာအဲ့လိုလုပ်ရင်ရလက်ဆိုးရုံနဲ့မကပါဘူး။ကစားသမားတွေကဘောလုံးထိလိုက်တိုင်းကိုကိုယုံကြည်မှုမရှိပဲတုံးဆိုင်ဆိုင်နဲ့အမြဲတမ်းတလွဲလုပ်မိပါကိုစိုးရိမ်နေတတ်ပါတယ်။အဲ့လိုခံစားချက်မျိုးဘောလုံးကန်ဘူးတဲ့ညီကိုတွေဆိုပိုးတိမှာပါ3-4-3ဆိုတာဝင်းဘက်တွေကအတက်ဆင်းလုပ်ရတယ်ကွင်းလယ်ကနေရာအကျယ်ကြီးကိုကာဗာပေးရတယ်ခန်းစစ်3ယောက်ကလည်းဘေးဘက်တွေကိုအမြဲတမ်းလိုက်ပေးရတယ်ယူနိုက်တက်မှာအဲ့လိုကစားဖို့လူမှန်နေရာမှာမရှိခဲ့ပါဘူးသူတို့ရဲ့ကစားပုံကမနေ့ကဆမ်းမွဲဆိုလို့ရှိရင်ညဘက်မှာစာထက်ကျက်တယ်လို့မျိုးစန်တဝါဝါကြီးဖြစ်ခဲ့ရပါတယ်အဲ့ဒီစနစ်ဆိုအောက်မှာအစိုးဆုံးထိခိုက်နေတာတော့ဘရူနိုဖာနန်ဒက်ပါပဲဒီတစ်ခုလုံးမှာဖန်တီးမှုအကောင်းဆုံးကစားသမားတစ်ယောက်ကိုဂိုးပေါင်းနဲ့ကိုက်40-50လောက်ဝေးတဲ့ကွင်းလယ်အောက်ခြေအထိဆွဲချပြီးတော့ကွင်းထိန်းတဲ့အလုပ်လုပ်ခိုင်းတယ်ဘရူနိုဟာပြိုင်ဘက်ခိုင်ဆက်ပိုင်းမှာရှိနေမှာအန်ဒီရပေးနိုင်မယ်သူပါသူ့ကိုကွင်းလက်အောက်စင်းကစားခိုင်းတာငကနိုင်ဓာကြီးဝယ်ပြီးတော့မိဖို့ချောင်းမှာကြက်သွန်ထလီးခိုင်းနေတယ်လို့ဖြစ်နေပါတယ်ဒါအပြင်နေရာယူတတ်တဲ့အမြင်အရန်ကောင်းတဲ့လူငယ်လေးကိုပီမိုင်နုဆိုရင်အာမိုရင်ရဲ့စနစ်ထဲမှာဒီပွဲထွက်ခွင့်တပွဲတောင်များရှိခဲ့ပါဘူးပိုဆိုးတာကကက်စမဲရိုပါဝင်းဘက်တွေကရှေ့တက်သွားပြီးတော့တံပြန်တိုက်စစ်မိတိုင်းကက်စမဲရိုတယောက်တည်းကွင်းလယ်မှာကြံခဲ့ပြီးတော့အမြဲတမ်းပြန်ကူပေးမဲ့လူမရှိဘဲနဲ့တယောက်တည်းကြောင်ပြောက်နေပါတယ်လူတွေကကက်စမဲရိုခြေစမ်းကျသွားပြီးအရန်လေးသွားပြီးဘောလုံးကိုဘယ်လိုကစားရမလဲမသိတော့ဘူးဆိုတဲ့အထိဝေဖန်တန်တွေထွက်လာခဲ့ကြရင်မဲ့တကယ်တမ်းသူဘောလုံးကစားဖို့မေ့သွားတာမဟုတ်ပါဘူးကစားကွက်ကြီးကသူ့ကိုဖြည့်ရှင်းလို့မရတဲ့အခြေအနေစီအမြဲတမ်းတွန်းပို့နေလို့ပါအဲ့ဒီလိုကစားကွက်ကြီးကြောင့်မဲ့အရာအလုံးကပြိုကွဲသွားပါတော့တယ်ရှင်းပြောရရင်အာမိုရင်လက်ထက်မှာကစားကွက်ကပထမကစားသမားဒုတိယဖြစ်နေခဲ့လို့ကစားသမားကောင်းတွေတော့အသုံးမကျတဲ့သူတွေလို့ဖြစ်နေခဲ့ပါတယ်ဒီလိုပြိုကွဲနေတဲ့ United အသင်းကြီးစီကို2026ဇန်နဝါရီ23ရက်နေ့မှာမိုက်ကယ်ကားတွေရောက်လာခဲ့ပါတယ်ဂျာတီချိုပြင်ဆင်ချိန်လည်းမရှိဘူးခြေသွမ်းမဲ့ကစားဖို့လည်းအချိန်မရှိဘူးပွဲစဉ်စရာကလည်းတက်ညာမနေပါဘူးဘိုးဖွဲကရော့ဒါမင်းအသင်းပဲဂိုးလက်ပါဆိုပြီးတော့လွှဲပေးလိုက်တာပါသူ့ရဲ့ပထမအဆုံးပရီးမီးယားလိစံတက်ခံပွဲကတော့ပတ်ဂွာဒီယိုလာရဲ့မန်စီးတီးပါပဲအင်္ဂလန်မှာ positional play အကောင်းဆုံးနဲ့အမှားယွင်းတေးလေးလုံးမြင်အောင်ကောင်းကောင်းကြီးအခွင့်အရေးယူတတ်တဲ့အသင်းကြီးပါနီးစနစ်ပိုင်းလမ်းပြောင်းနေတဲ့ United အတွက် Man City နဲ့တွားတွေ့တာကကိုယ်တည်ရင်ကိုတူးပြီးတော့တေမင်းကိုတွားတွေ့ရတယ်လို့ပါပဲကျွန်တော်အပါဝင်ဘယ်သူကမှ United ကိုနိုင်မယ်လို့မထင်ထားခဲ့ပါဘူးဒါပေမဲ့ရလက်ကဘာဖြစ်သွားလဲ Manchester United 2 Man City 0ပါဒါကကံကောင်းလို့နိုင်သွားတာမဟုတ်ပါဘူးအတစ်တဖန်မွေးဖွားလာတဲ့ team structure ကြောင့်နိုင်သွားတာပါပထမမိနစ်ကလေးက United ရဲ့ပုံစံကလုံးဝကိုပြောင်းလဲသွားပါတယ်အရင်လိုကွင်းထဲမှာပြန်ကျန်းမနေတော့ဘဲနဲ့ကစားသမားတွေကြားအကွာအဝေးကိုကျင်းလိုက်ပြီးတော့အသင်းလိုက်တက်အသင်းလိုက်စင်ပုံစံရွေးလျားပါတယ်မန်စီးတီးကိုဘေးဘက်တွေစီတွန်းထုတ်ပြီးတော့အလဲကွင်းကိုလုံးဝပိတ်ချလိုက်တယ်ဘောလုံးရရင်လည်းရိုးရှင်းရှင်းပါပဲကစားသမားတွေကသူတို့ရဲ့သဘာဝကျွမ်းကျင်ရာနေရာတွေမှာရှိနေလို့ဆုံးဖြတ်ချက်တွေပိုးမြန်လာတယ်ဘရူနိုကပြိုင်ဘက်ခံစစ်ပိုင်းနာပိုးရောက်လာပြီးတော့ဂိုးပေါက်ကိုချိန်ချောက်လာနိုင်တယ်အရေးကြီးဆုံးကကစားသမားတွေကသူတို့ဘာလုပ်ရမလဲဆိုတာကိုတရားခိုင်လုံးနားလည်နေရပါပဲမန်စီးတီးကတော့ထုံးစံအတိုင်းဘောလုံးပိုင်ဆိုင်မှုအသာစီးယူထားပေမဲ့တကယ်တမ်းအရေးပါတဲ့ကွင်းထဲမှာနေရာလွတ်တွေကိုထိန်းချုပ်နိုင်သွားတာက United ဖြစ်နေခဲ့ပါတယ်ဒါဟာကားရဲ့အနေနဲ့တညလေးနဲ့မော်ဆန်ဆန်ပြောင်းလဲလိုက်တာမဟုတ်ဘဲနဲ့ကစားသမားတွေကိုသူတို့နဲ့ကိုက်ညီဆုံးနေရာတွေမှာပြန်ထားပေးလိုက်ရုံပါပဲမန်စီးတီးကိုနိုင်လိုက်တော့လူတွေကစိတ်ဝင်စားလာကြတယ်ဒါပေမဲ့တကယ်အစ်အမှန်နောက်ထပ်ဆန်တက်ပွဲကအာဆင်နယ်အိမ်ကွင်းအမ်ဘရိတ်မှာတွားကစားရတဲ့ပွဲပါပဲဖလားလူနေရတဲ့အမှတ်ပေးစရာထိပ်ဆုံးကအသင်းကိုအဝေးကွင်းတွားကစားရတာပါဒါပေမဲ့ပြင်ဆင်ချိန်တိတ်မရလိုက်တဲ့ကားရဲ့ United ကအာဆင်နယ်ကို 3-2 နဲ့အနိုင်ယူပြလိုက်နိုင်ပါတယ်ပွဲချိန်29မိနစ်မှာလီဆန်ဒရိုမာတီနက်စ်ရဲ့ကိုသွင်းမှုနဲ့အာဆင်နယ်ကဦးဆောင်သွားခဲ့တယ်။အရင် United အဟောင်းတာဆိုရင်ခေါင်းငိုက်ဆိုင်ကြပြီးတော့အသင်းပြိုးလဲသွားလောက်ပါပြီ။ဒါပေမဲ့ကားရဲ့အသင်းကမျက်တောင်မခတ်ပါဘူး။တီတီငိမ့်ငိမ့်ပဲဆက်ဆောင်နေခဲ့တယ်။ဇူဝီမန်နီကွင်းလယ်မှာအမားလုပ်မိတာနဲ့အမ်ဘူမိုကချက်ချင်းလူပြီးတော့ဂိုးသမားကိုကြော်က1-1ခြေပလိုက်ပါတယ်။ဒါဟာရန်တန်လုပ်လိုက်တာမဟုတ်ဘဲနဲ့ဘယ်အချိန်ပြေးရမလဲဆိုတာကိုအတိအကျသိနေတဲ့ကစားကွက်ပါ။ဒုတိယပိုင်းအစမှာတဲ့ဘရူနိုနဲ့ဒေါ်ဂူချိတ်ဆက်ပြီးတော့ဒေါ်ဂူကဘားတန်းအောက်ကနေကန်သွင်းသွားလို့2-1နဲ့ United ကဦးဆောင်သွားပါတယ်စဉ်းစားကြည့်အမှတ်ပေးစရာထိပ်ဆုံးကအသင်းကိုသူ့အိမ်ကွင်းမှာ1-0အရှုံးကနေ1-2နဲ့
နဲ့ပြန်လှန်နိုင်လိုက်တာပါဒါပေမဲ့84မိနစ်မှာအာဆင်နယ်ကခြေပါကိုပြန်သွင်းသွားတယ်ပွဲပြီးဖို့9မိနစ်ပဲလိုတော့တဲ့အချိန်မှာအဝေးကွင်းလည်းဖြစ်တယ်ပြိုင်ဘက်ကအချိန်ရနေပြီအဲ့ဒီအချိန်မှာအသင်းတစ်သင်းရဲ့စိတ်ဓာတ်ကိုစမ်းသပ်တဲ့အချိန်မှာပဲ United ကပြရခတ်မသွားဘူးကစားကွက်မပြတ်ဘူးဘောလုံးကိုရမ်းတမ်းကန်မထုတ်ဘူးတည်တည်ငြိမ်ငြိမ်နဲ့ကစားရင်3မိနစ်အကြာ89မိနစ်မှာမာတီယက်ကိုညာကအေရီယာအပြင်ဘက်ကနေလှပတဲ့နိုင်ကိုသွင်းယူသွားနိုင်ခဲ့ပါတယ် Game over ပါပဲဒါဟာကန်တရားမဟုတ်ပါဘူး PR တွေကြားတဲ့ကခိုင်မာတဲ့ဖွဲ့စည်းပုံပါဒီလိုနိုင်ပွဲတွေကနီးပြတဲ့ရောက်ခါသားမှုရတဲ့ကန်ကြောင်းလို့ထင်မှားသွားပါလိမ့်မယ်အာဆင်နယ်ပွဲပြီးမှဇက်တိုက်တွေ့ရတဲ့ရလက်တွေကတက်သေးပါပဲဖူဟန်ကို3-2နဲ့နိုင်နဲ့2-2ဖြစ်နေတဲ့အချိန်မှာမိနစ်90ကျော်မှာဆက်စကိုကအနိုင်ကိုသွင်းသွားတယ်စပါကို2-0နဲ့နိုင်နဲ့ပွဲတစ်ပွဲလုံးကိုအပြည့်အဝထိန်းချုပ်ထားနိုင်တယ်ဝက်ဆန်အေဗာတန်ခရစ္စတယ်ပဲလီပွဲတွေမှာလည်းနောက်ကလိုက်ရင်တော့ယုံကြည်မှုမပြတ်ဘဲနဲ့တည်တည်ငြိမ်ငြိမ်နဲ့ပြန်ကစားသွားနိုင်ပါတယ်ဒါကားရရောက်လာလို့ United ကြီးမော်ဆန်တန်ပြောင်းလဲသွားတာမဟုတ်ပါဘူးသူကကစားကွက်အတွက်လူးဆိုတဲ့စနစ်ရဲ့တားကောင်တွေကိုလူအတွက်ကစားကွက်ဆိုတဲ့မှန်ကန်တဲ့လမ်းကြောင်းပေါ်ကိုတင်းပေးလိုက်ရုံပါပဲလူကိုအဓိကထားပြီးတော့ညွှန်ကြားချက်တွေပြင်ဆင်ပေးလိုက်တာနဲ့တပြိုင်နက်ရလက်တွေကချက်ချင်းပေါက်ထွက်လာပါတော့တယ်အားလုံးရဲ့အစကတော့အသင်းကောင်းက Bruno Fernandes ပါပဲမက်လာ20ရက်နေ့အရောက်မှာတယ် Bruno ဟာပွဲပေါင်း28ပွဲတဲ့နဲ့ဂိုးဖန်နီးမှုတရားတစ်ကြိမ်ထိလုံနိုင်ခဲ့ပါတယ်ဒါဟာ2003-2004ရာသီနောက်ပိုင်း United သမိုင်းမှာဒီမှတ်တိုင်ကိုအမြန်ဆုံးရောက်ခဲ့တဲ့စံချိန်ပါပဲတွင်းကို8ကိုဂိုးဖန်နီးမှု16ကြိမ်နဲ့စုစုပေါင်း24ဂိုးအထိပါဝင်ပတ်သက်ထားပြီးတော့ဒီတစ်ခုလုံးမှာဟာလန်တယောက်တည်းရဲ့နောက်ဒုတိယနေရာမှာရပ်တည်နေပါတယ်နောက်ထပ်အထင်ရှားဆုံးပြောင်းလဲမှုကတော့ကိုပီမိန်နူးပါပဲအမွန်လက်ထက်မှာလီပွဲထွက်ခွင့်လုံးဝမရခဲ့တဲ့ဒီလူငယ်လေးကိုကားရက်ကပထမအဆုံး9ပွဲဆက်တိုက်ပွဲထုတ်ခဲ့ပါတယ်မိုင်နူးရဲ့ PR တွေအောက်ကဘောလုံးကိုတည်တည်ငြိမ်ငြိမ်နဲ့တည်ယူနိုင်စွမ်းတွေက United ရဲ့တံပြန်တိုက်စစ်တွေအတွက်အကြီးမားတဲ့အထောက်ပံ့ကြီးတစ်ခုဖြစ်လာခဲ့ပါတယ်ကားရက်ကသူ့ကိုရိုးလေးပဲယုံကြည်ပေးလိုက်တာပါမိုင်နူးပါလာတော့ဘသူအကျိုးအမြတ်အများဆုံးရသွားလဲဆိုတော့ Casemiro ပါအရင်ကကွင်းလယ်မှာအေရီယာကျယ်ကြီးကိုတယောက်တည်းကာကွယ်နေရပြီးတော့ဟာလာဟင်းလေးဖြစ်နေခဲ့တဲ့ Casemiro အတွက်တော့အခုအချိန်မှာမိုင်နူးကဘေးကကူပေးထားလို့ခန်းစစ်ကိုကာကွယ်ပေးနေဖို့နဲ့မှန်ကန်တဲ့အချိန်မှာဖျက်ထုတ်ဖို့ကိုပဲအောင်ဆိုင်လို့ရသွားပါတယ်ဒီလိုတည်ငြိမ်သွားတော့မက်လာအရောက်မှာလေ Casemiro လို့ကွင်းလယ်ခန်းစစ်ကစားသမားကလီကို9ဂိုးအထိတွင်းယူနိုင်ခဲ့တဲ့အထိတာရဲကြီးတစ်ကောင်လို့ပြန်ဖြစ်လာခဲ့ပါတယ်တိုက်စစ်ပိုင်းမှာလည်းဖွဲ့စည်းပုံအပြောင်းအလဲကအကြီးတက်ရောက်ခဲ့ပါတယ်။ Benjamin Sesko ဟာ2026အတွင်း10ပွဲကစားရမှာပယ်နယ်တီမပါဘဲနဲ့9ဂိုးအထိတွင်းယူထားပါတယ်။သူကအရင်လိုအခွင့်အရေးရမလားဆိုပြီးတော့ထိုင်းဆောင်နေရတာမဟုတ်တော့ဘဲနဲ့မှန်ကန်တဲ့အချိန်မှန်ကန်တဲ့နေရာတွေကနေဘောလုံးတွေအဆက်မပြတ်ရလာလို့ပါ။ဒါအပြင်တိုက်စစ်နေရာဆုံးကစားနိုင်တဲ့ကိုဘီမိန်နူးက9ပွဲမှာ3ဂိုးတွင်းတကိုးဖန်တီးထားတယ်လို့ကိုညာရဲ့ဘာလို့ရမလဲခံမှန်းအခက်တဲ့ကစားပုံတွေကိုပေါင်းဆက်လိုက်တဲ့အခါမှာတော့ United တိုက်စစ်ဟာပြိုင်ဘက်တိုင်းအတွက်တကယ်ကိုအိမ်မက်ဆိုးကြီးတစ်ခုလိုဖြစ်လာခဲ့ပါတော့လေတိုက်စစ်မှာပြန်ပြီးအသက်ဝင်လာတယ်လို့ခန်းစစ်ပိုင်းမှာလည်းကားရဲ့ပြုပြင်ပြောင်းလဲမှုကလုံးဝကိုတည်တာပါတယ်အမွေလက်ထက်မှာလုံးဝနေရာမရဖြစ်ပြီးတော့မျက်နှာသာအပေးမခံရတဲ့ Harry Maguire ကိုကားရက်ကပထမအဆုံး9ပွဲသက်တိုက်ပွဲထွက်ခွင့်ပေးပြီးတော့ခန်းစစ်တစ်ခုလုံးကိုပြန်လဲဦးဆောင်ခိုင်းပါတယ်ကိန်းကနန်းတွေကတက်တည်ပါပဲအမွေလက်ထက်မှာတပွဲကိုပြင်းပြဂိုးပေးရမှု 1.5 ဂိုးရှိခဲ့ရတယ်ကားရဲလက်ထက်မှာ 1.0 ဂိုးအထိတိတိကျကျကျဆင်းသွားပါတယ်ပြိုင်ဘက်တွေရဲ့ကန်သွင်းကပိုးနေခဲ့သွားသလို expect ဂိုးတွေလည်းရောကျသွားပါတယ်တကယ်တော့ချက်ကနောက်ခံလူတယောက်တည်းကြောင့်မဟုတ်ပါဘူးတာဝန်ဝေးပေးမှုကောင်းတာကြောင့်ဆိုလည်းမမှားပါဘူးကွင်းလယ်လူတွေကနောက်ဆင်းပြီးတော့ကူညီပေးတယ်တောင်ပန်ကစားသမားတွေကခန်းစစ်ကိုပြန်ကူတယ်အရင်လိုခန်းစစ်မှုတွေကတယောက်တည်းကွင်းမြင့်ကျဲကြီးမှာအထီးကျန်မဖြစ်ရတော့ပါဘူးကားရက်ကခန်းစစ်ကစားတဲ့ပုံကိုနောက်တန်းကစားသမားတွေရဲ့အလုပ်တက်ကနေအတင်းတင်းလုံးရဲ့အလုပ်အဖြစ်နဲ့ပြောင်းလဲလိုက်ပါတယ်ဒီလိုရလက်ကောင်းတွေရလာဖို့အတွက်ကားရက်ကရိုးလေး၄ချက်တည်းပြောင်းလဲခဲ့တာပါနေရာယူမှုကစားသမားတွေအကြားအကွာဝေးကိုပိုးပြီးတော့ကြစ်လစ်ဖြစ်အောင်ချုပ်လိုက်တယ်ဒါကြောင့်အာမိုရင်ခစ်ထက်တိုက်စစ်စင်မှု2ဆနီးပါးများလာပြီးတော့တံပြန်တိုက်စစ်90ပိုးတက်လာပါတယ်လူမန်နေရာမှာဘရူနိုမိုင်နူကက်စမဲရိုနဲ့ဆက်စကိုတို့ကိုသူတို့အကျွမ်းကျင်ဆုံးအတန်ဆုံးနေရာတွေမှာတဘာဝကြီးကပြန်ထားပေးလိုက်တယ်သူတို့မလုံနိုင်တဲ့အလုပ်တွေကိုအတင်းအဓမ္မမခိုင်းတော့ပါဘူးပူပေါင်းခံစစ်အရင်လိုတံပြန်တိုက်စစ်မိရင်လူစုကွဲမသွားတော့ပဲနဲ့အားလုံးတူပြန်ဆင်းပြီးတော့ကာကွယ်တယ်ရှင်းလင်းတဲ့ရည်ရွယ်ချက်ကစားသမားတိုင်းကိုယ့်အလုပ်ကိုတေချာတိသွားတဲ့အကောင်မှာတွေ့ဝေမှုတွေပျောက်ပြီးတော့ယုံကြည်မှုတွေရလာတယ်ပတ်ပေးတာတွေမြန်လာတယ်ရုံအားတွေပိုးကောင်းလာပါတယ်ဒီလိုဆိုရင်တော့ကျွန်တော်မေးခဲ့တဲ့လူအတွက်ကစားကွက်လားကစားကွက်အတွက်လူလားဆိုတဲ့မေးခွန်းရဲ့အဖြေကတော့ရှင်းနေလောက်ပါပြီကစားသမားတွေကိုသူတို့မဖြစ်နိုင်တဲ့အခြားလူတွေဖြစ်သွားအောင်အတင်းအဓမ္မပြောင်းလဲပြလို့မရပါဘူးသူတို့ကိုဘာတွေလုပ်နိုင်လဲဆိုမှမူတည်ပြီးတော့စနစ်ကိုပဲပြောင်းပြရမှာပါအမိုရင်ကကစားသမားတွေကိုကစားကွက်ရဲ့တားကောင်ဖြစ်စေခဲ့တယ်ကားရက်ကတော့ကစားကွက်တွေကိုကစားသမားတွေနဲ့ရင်ပါစေခဲ့တယ်အဲ့ဒီလိုလူနဲ့စနစ်အဓိပ္ပာယ်ရှိရှိပေါင်းဆက်သွားတဲ့အခါမှာတော့ United အသင်းကြီးဟာပြိုင်ဘက်တိုင်းကြားရွရတဲ့အသင်းကြီးအဖြစ်ကိုအပြန်ပြီးတော့အသက်ဝင်လာပါတော့တယ်ညီကိုတို့ကဘယ်လိုမြင်လဲကားရက်ရဲ့ဒီလိုရှင်းလင်းပြီးထိရောက်တဲ့နီးစနစ်နဲ့ဆို United တို့ DRD ကုန်းမှာဘယ်အဆင့်ထိတက်လန်းသွားနိုင်မလဲအောက်ကကွန်မန့်မှာဝင်အောင်ဆွေးနွေးပေးကြပါဦးဒီလိုအမိုက်စားသုံးသက်ချက်ဗီဒီယိုတွေကိုအမြဲတမ်းကြည့်ရှုနိုင်ဖို့အတွက် channel ကို subscribe လုပ်ပေးကြပါဦးဗျာ